တွေ့ရတဲ့ကုမှာအနာအားလုံးပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရရတော့သိကြတော့တွေ့ရတဲ့ခုဤတွေ့ကံတစ်ခုဤအနာသုံးခုအနာလောရမှုပြောတာလေတွေ့ကံတစ်ခုဤတွေ့ကံတစ်ခုဤတောက်သုံးခုပေါင်းလက်တီအလောင်းနဲ့ညီရတယ်180ဒီဂရီနဲ့ညီတီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီတူရီကန်တစ်ခုမှာတောင်းလေးဘယ်နှခုတော့တောင်းလေးဘယ်နှခုတော့ဆိုတော့တောင်းလေးဘယ်နှခုတော့ဆိုတော့တောင်းလေး3ခုအဲ့တောင်းလေး3ခုပေါင်းခြင်းဘယ်လောက်နဲ့ညီပါလဲတော့180ဒီဂရီနဲ့ဒီကောင်လေးကဒါလေးပဲဆိုကြပါတော့ဒီရာလေးကဒါလေးနဲ့ဒီရာလေးကဒါလေးအဲ့3ခုပေါင်းဆက်တော့ဖြစ်မှာလဲ180အဲ့တော့ဆရာတို့ဒီမှာတွေ့ကန်တစ်ခုတောင်း3000ကျပ်ဘယ်လောက်ဖြစ်မလဲ100နဲ့မှ80တွေ့ကန်တစ်ခုတောင်းအွန်လိုင်းတော့ဘယ်လောက်ပြတော့180ဒီရာအဲ့ဒါလည်းဆရာတို့ကဒီမှာရှိတဲ့ဒီကမှန်မှန်လေးဖြစ်တော့နောက်ကြောင်းကို65ဒီဂရီလို့ပြောမယ်နောက်ထပ်တောင်းတစ်တော့ကို60ဒီဂရီလို့ပြောမယ်နောက်ထပ်တောင်းတစ်တော့ကိုဆိုတော့ position လေးကလည်းဆိုတော့ပြည်ရင်းနေရပြီးတော့ပြန်မေးထားမယ်အဲ့ဒါလို့ဆိုတော့ဘာလို့ပါရမလဲwe can the who eat theတောင်းတာပေါင်းလက်တွေ့ကန်တစ်ခုတောင်းတော့ပေါင်းလက်ကဆိုတော့ဘာနဲ့ညီရရလဲတော့100နဲ့မှ80ဒီဂရီနဲ့ညီထားတယ်အဲ့ခါမှာဒီဂရီကိုပေါင်းယူလို့ပါအဲ့ဒါဆိုလို့ရှင်ဆိုတော့ဒီမှာရှိရဲ့ဒီပြထားတဲ့4000အတုံးလေးရဲ့နောက်ထပ်ပါရတော့ဆိုတော့60နဲ့မှ5ဒီဂရီရဲ့60ဒီဂရီရဲ့ပါလို့ကြမလဲပေါင်းကြအဲ့လိုပေါင်းလိုက်တဲ့ခါမှာဗာနဲ့ညီမလဲတော့ဟိုက100နဲ့မှ80ဒီဂရီနဲ့ညီပါအဲ့ဒါဆိုလို့ရှိရင်65နဲ့60နဲ့ပေါင်းရင်ဆက်တော့ဘယ်လောက်ရလဲ60နဲ့မှ5နဲ့60နေတာပေါင်းလို့ဘယ်လောက်ရမလဲဆိုတော့5 60ရ60နိုင်12လွယ်သွားပြီ60နိုင်12ဆိုတော့ဗာရမလဲ12 125125မှာပါမလို့ဒီဂရီပါမယ်ဟုတ်ပြီအဲ့ဒါဆိုတော့အတုံးလေးနဲ့ဗာနဲ့ရေးပုံ125ဒီဂရီဆိုပြီးရေးမယ်ပြီးရင်180ဒီဂရီဆိုပြီးရေးမယ်အဲ့ဒါမှဒီဘက်မှာ4000အတုံးလေးကျန်ခဲ့ပြီးတော့ဟိုဘက်က100နဲ့မှ80ဒီဂရီဘက်ကို125ဒီဂရီကဘာသွားလို့မှလဲဒီမှာကပါတယ်တော့အပေါင်းလေးအပေါင်းရဲ့စံကျင်ဘက်ကပါတယ်တော့အပေါင်းရဲ့စံကျင်ဘက်ကပါတယ်တော့အနှောက်အပေါင်းရဲ့စံကျင်ဘက်ကအနှောက်ဆိုတဲ့ကြောင့်ဒီအပေါင်းလေးဟိုဘက်မှာဘာပုံစံနဲ့နေမှာလဲအနှောက်ပုံစံနဲ့နေမှာနော်ဒီမှာဘာဖြစ်သွားပြီလဲအနှောက်ဖြစ်သွားပြီဒီဘက်မှာအပေါင်းကဒီဘက်မှာအနှောက်ဖြစ်သွားပြီအဲ့ဒါဆိုလို့ရှိရင်ကျတော့100နဲ့မှ80တွေက125နှုတ်တယ်100နဲ့မှ80တွေက125ကိုနှောက်လိုက်မယ်ဆိုရင်ဘယ်လောက်ရမလဲ9နှုတ်လောက်9ဒီနှစ်အောင်မှာစက်က3ဆိုတော့9အဲ့တော့55ဒီဂရီရအဲ့တော့55ဒီဂရီအဲ့တော့အဲ့ဒီ4000တုံးလေး55ဒီဂရီကပါတောင်းလဲကျန်နေတဲ့တောင်းမို့ကျန်တောင်းလို့ဒီပြလိုက်ရင်တော့ဒီဒီနောက်ကပြီးသွားပြီ